Mingala Kamia, don't forget the lyrics Mama season each of the Kamia, Countess of Kamia, Mingalaba, Mingalaba, Abibia, Alo Mingala Kamia, Minglava, Hobby General Sizima, the ugly music banile, Kuni Bambo, Tika Bium of Paramia, no, Chedi Mare, okay, Original season, Leshi Champion, Saint Corre Duo, I'll be near breed that here Pibare, don't forget the lyrics Mama Facebook page and the Laya of Shimpia in it. That's set with it. No, general pray that if you are up in it, okay, go and go, Laya Shimpia, but do let Gila. Mingalaba go. Kala nene sin. Okay. Namely makes you Sandy Doma. Oh, we are Labia, no. Mingalonga watching. Below Pillow, below a jongling, below Sayata than me, Labian Vidaro. Below jongliness or don't want the chains or a wadana body. Nearly sending my disease in your cheap yet. What did you do about it? Gin, oh, top home a glass or fountain like that. I need to dive. And Louis Yabuela Gola. No, Guago dinner. Oh, Timidoma, Diana is up on my young Lupiara. okay, Elo did band you went back in it so. The common soul. Oh, Jade. First time, Oh, we are okay. The chat time will win Jan. Come on, Oh, yeah, okay. Hobby, below Bonzamune, Champion Biro, pray the go up, your Bimla, no? Okay, Champion or Obama, England here, Champion Muba. Oh, we know? Okay, that's why you know. Don't forget the lyrics Myanmar season, Satimabi. Along the time, general, this is ma. 11 နှစ်ခုရှိပါတယ်ပထမအဆင့်က head to head ပြီးတော့ open karaoke challenge ပေါ့နော်ပထမအဆင့်မှာဆိုရင်ဒါ head to head ရှင်ပြိုင်မှုစရမှာဖြစ်ပါတယ်တချင်းမျိုးစလိုက်အမှတ်ပေးပါမယ်မြင့်မြင့်ကြွကြွတချင်း10မှတ်ယောက်ျားလေးတချင်းအမှတ်20အလွမ်းချင်းအမှတ်30မိန်းကလေးတချင်းအမှတ်40အသေးကွဲတချင်းအမှတ်50အချစ်တချင်းအမှတ်60ဆိုပြီးအသီးသီးပေးထားပါတယ်အဲ့တော့ဘောကတော့ပထမအဆုံးဒါအခုလက်ရှိချန်ပီယံဆိုတော့စရွေးပါအချစ်တချင်းရွေးပါမယ်အမှတ်60တန်းမင်းကြောင့်ဆိုတဲ့တခြင်းရဲ့အပြာရောင်ညဆိုတဲ့တခြင်းရဲ့ဟုတ်ပြီနမူနာလေးနားထောင်မယ်ဒေးရီပြန်လာမတီချင်းဆိုအကောင်းနဲ့မင်းကြောင့်ချင်းလေးဆိုချင်နေအပြုံးနဲ့မစ္စတော့ချစ်သူရဲ့ထပ်ပြီးတော့မဝေးတော့ဘူးငြိမ်းချမ်းလာပါတဲ့ကိုချစ်များစွာယူကဲညီမလေးဘာရွေးမလဲအပြာရောင်ညရွေးပါတယ်တဲ့နော်ဟုတ်ပြီတချင်းစာသားအမှတ်60တန်းဆိုတော့ဒီကများဖတ်တာမယ်နော်โอเคစာသားအရေးအတွက်21လုံးဖတ်ထားပါတယ်အားပေးပါမယ်ချစ်သူရဲ့
ပြရောင်ချစ်ညာကဘာမှာ Okay တို့ချစ်လားကိုချစ်လား တို့အချစ် ဟုတ်ပြီကဲပြန်စစ်ပါမှတ်60ဆိုအားလုံးပေါင်း20တလုံးဖွက်ထားပါတယ်တို့အချစ်များနှစ်ခါတော့တွေ့နေရတယ်နော်20တလုံးတို့အချစ်များကလည်းနှစ်ခါတွေ့ရတယ်များတဲ့လင်းတဲ့အဲ့ဒါဒဲတွေကလည်းနှစ်ခါတွေ့ရတယ်ဟုတ်လားပေါ့နော်ဟုတ်ပါတယ်အတီးပြုတ်ပြီလားအတီးပြုတ်ပါတယ်အတီးပြုတ်ပါပြီလေဗျာမှန်ကန်ပါတယ်အစ်စေးပါနော်ဟုတ်ပြီအမှတ်60ယူသွားပါပြီကဲဒီခါစိန်ခေါ်သူ challenger ပါဆန်ဒီတုံးကတော့ဘာရွေးမလဲအသေးကွဲတချင်းအသေးကွဲမယ်ဟုတ်ပြီအမှတ်90တန်းခွဲခွာခြင်းမှတ်တိုင်ဆိုတဲ့ချင်းရဲ့ဒိုဝေးပြီဆိုတဲ့ချင်းရဲ့ပါဟုတ်နမူနာနားထောင်မယ်နှုတ်ဆက်တော်မလားတန်တရားဒီယထာနဲ့အိုးကြောက်ခိုင်းရမှာတော့မလွယ်ဘူးချစ်သူရဲ့နေရောက်လေတွေလေးလက်တဲ့နေတဲ့တွေသူပေးလေတို့ဝေးသွားခြင်းမောင်မိုင်းညာတွေဝါကဲဘာယူလဲခွဲခွာခြင်းမှတ်တိုင်ယူမယ်ဟုတ်ပြီကဲခွဲခွာခြင်းမှတ်တိုင်ချင်းစာသား16လုံးဖွက်ထားပါတယ်ကဲအားပေးအောင်ငါယူတော့နေပြီ Okay ကဲအခုမှတီးဝိုင်းပန်နဲ့စဆိုဦးတာဖြစ်တဲ့အတွက်ဝင်ထွက်လေးတွေတခုလိုအပ်ချက်ရှိရင်နားလည်ပေးပါနော်ကဲမရဘူးတော့စိုးမှာပဲဟုတ်တယ်နော်ကဲစိတ်အားထက်သန်မှုတော့တွေ့ရပါတယ်ဟုတ်ပြီကဲစာသားစစ်မှာဆိုတော့ကဲပြန်စစ်ပါဦး
ဒုက္ခဖနတယံနဲ့ငါဟာမျောလင်းခြင်းမဲ့ဟောကဘာရဲ့အဝေးဆုံးမတိုင်များရှိသောအလားကဘာရဲ့လားကဘာရဲ့ပဲကဘာရဲ့စစ်ပါစိတ်ကြကဘာရဲ့အောက်ကမြင်ထည့်ရမှာမသိဘူးထည့်ရမယ်ထည့်အစ်တကြားကဘာရဲ့ကဘာရဲ့ကဲစိတ်ကြစစ်လို့ရပါတယ်โอเคပြောပါဟိုကဘာရဲ့အဝေးဆုံးမတိုင်ရရှိအောက်ကမြင်ထည့်မယ်ထည့်ဦးမလားဟုတ်ပြီအောက်ကမြင်ထည့်ပြီပါကဘာရဲ့ဟောကဘာရဲ့ဝေးဆုံးမတိုင်များရှိတော့ဟိုကဘာရဲ့နောက်ကပြိတ္တပါလေဘူးတဲ့ပါတယ်လို့ပဲနော်မပါနဲ့โอเคဒါဆိုရင်ကဘာရဲ့အဝေးဆုံးမှတ်တိုင်များရှိတော့နော်တေးရေးစရာရေးထားတဲ့အတိုင်းဖြစ်ရမှာနော်ကဲအတီးပြပါသလားအတီးပြပါတယ်တဲ့ဗျာမှန်ကန်ပါတယ်စာသားမှန်ကန်ပါတယ်ဟုတ်ပြီဗျာကဲဟုတ်ပြီဒါဆိုရင်တော့အမှ90ရရှိပါတယ်ချန်ပီယံရွေးပါမင်္ဂလိတချင်းကွက်တီပဲဟုတ်အချင်းတော့ပုတ်ပြပါအမှ40တန်းမှာဒဇစီကျိုးပဲ့နေတယ်ပြီးတော့ Snow White ကဲနမူနာနောက်ထောင်မယ်နေအောင်ချီရလကာဖွေရောင်စုံပါမြေကြီးကနိုးလာကိုမညာခုချင်းတိုင်းပြောအောင်အိမ်လေးမြာ Hey Snow White don't love so baby Snow White oh lady wanna watch out for me boy Okay ဘာကြီးမလဲတစားစီကျိုးပဲ့နေပြန်ဆက်လိုက်လေညီမကော်ပေးမယ်ဟုတ်ပြီချင်းစားသား12လုံးဖွက်ထားပါတယ်ခင်ဗျအားပေးအောင်ဖြောက်သွားလိုက်ရသူမှကြွေပြီးဒီမှာတော့သစားစီတဲလေးချိုးပင်းခဲ့ပြီနော်တဖြည်းဖြည်းနဲ့
တစားစီကျိုးပဲနေရ rap ချင်းဖြစ်တော့မှာကဲဟုတ်ပြီဟိုဘက်ကကိုကီးနဲ့ဒီကညီမလေးနဲ့ရန်ဖြစ်နေဟုတ်ပြီတရှိဖြည်းသေနိုင်နဲ့ရှောင်ခွာပြီလား မင်းကချေရဖြောက်သားလွှမ်းရသူမကြွေးပြီ မင်းကချီချဖြောက်တော့စံကသူမဖြစ်ပြီဟုတ်ပြီကဲတေချာစစ်ပါ 12လုံးဖွက်ထားနော် မင်းကချေရလားမင်းရဲ့ချေရလား မင်းကချေရ 12လုံးပြည့်လား ဟုတ် โอเคကဲဒါဆိုရင်တော့ကဲ rapper ညီမလေးအပေါ့ဒီစားစီကျိုးပဲနေဆိုတဲ့ညီမလေးအတီးပြုပြီလား အတီးပြပါတယ် โอเคတီးပြုပြီโอเคမင်္ဂလာပါလေစာသားအဆိုအမှတ်100ရတာပါတယ်ကဲဒီတကစန်ဒီအာယူမလဲ ဘာရွေးကောင်းမလဲ လွမ်းလိုက်ပေါ့ကွယ်ညီမလေးရဲ့ မလွမ်းချင်ဘူး အဲ့ဆိုရင် လွမ်းလိုက်ပါမယ်လေအလွမ်းတချင်း ဟိုယောက်ျားလေးတချင်းမို့လို့ပေါ့နော်အဲ့တော့အလွမ်းတချင်းအမှတ်30အလွမ်းရဲ့မီလီယံများတဲ့နောက်တစ်ပုဒ်ကကော်ဖီတောက်တိုင်းလွမ်းနေတယ်နမူနာနားထောင်အိမ်မလေးရဲ့ဒီအချိန်အပြင်မှာရက်ဆက်တဲ့ညတွေမင်းရဲ့ကဘာမြေတဲ့သူမျက်နှာလေးကော်ဖီတောက်တိုင်းမင်းကိုလွှမ်းနေတယ်ဒူဒူပြောခဲ့ကြတာမှန်ပြီလားမနဲ့ခင်လေးအောင်လေးလိုပဲနှွေးထွေးချင်းတွေကိုပေးတယ် ဘာယူမိတုံး ဘာရွေးကောင်းမလဲစဉ်းစားနေတယ်ပဲကော်ဖီတောက်လိုက်တော့မယ် โอเคဗျာကော်ဖီတောက်တိုင်းလွမ်းမယ်အားလုံးစာသား17လုံးဖွက်ထားပါရခင်ဗျာကဲအားပေးပါပဲကော်ဖီဟာလေးပို့ပြီးတော့ချိုးခုတော့တို့တယောက်တည်းကော်ဖီချိုင်တဲ့ချင်ရခုတော့မင်းမလဲကိုနဝေးသွားခဲ့တာရပ်ပါမြာပြီပဲကောင်းငင်ကိုလမ်းမြော်ကြည့်ရင်ပြောင်းဆုံးတဲ့သူမင်းကိုရှာမင်းမကြိုက်ဘူးအချိုးလျှော့တော့တာမင်းချင်မဲအကြိုက်ချင်လဲသူခံစားချက်သူအသေးချင်းတတ်သူချစ်လေးဒီညာလေးမှမင်းရှိလဲအဝေးစားလာအောင်တော့မရှာဘူးကွယ်အရင်နေရာကိုပြေးစီမဲ့သူနောက်ထပ်မတွေ့လို့တော့ဘူးโอเคဟုတ်ပြီဗျာကဲကိုကိုတိုင်းကော်ဖီကြိုက်လား
ကြိုက်တယ်ဟုတ်ပြီဗျာကဲဒီမှာတော့ချိုးတာမကြိုက်ဘူးလို့ပြောတယ်ကိုနဲ့ဝေးသွားခဲ့ပြီရပ်ပေါင်းများပြီပဲတဲ့ကိုတို့လားကိုနဲ့လားပြောကိုနဲ့ဝေးသွားခဲ့မင်းမလဲကိုနဲ့ဝေးသွားခဲ့တာရပ်ပေါင်းများကိုမှန်တယ်များစွာno မှန်တယ်များပြီကိုနဲ့ဝေးသွားခဲ့တာရပ်ပေါင်းများပြီပဲ no yes ဟုတ်ပြီဝေးသွားခဲ့တာအတီးပြပါလားလို့အတီးပြပါတယ်ဟုတ်ကဲ့အတီးပြပါတယ်ခင်ဗျာနားကြပါလေဟုတ်ပြီဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါရှင်ပြိုင်မှုကတော့တယောက်နဲ့တယောက်အမှတ်ကိုအချိန်နဲ့ပဲရယူထားပါတယ်တောင်းဝန်ကြေကြပါတယ်ခင်ဗျโอเคဒါဆိုရင်တော့စန်တီကအမှတ်80เนาะဘုံဘုံကပါအမှတ်100နဲ့ဥဆောင်နေပါတယ်ကဲဒီကချန်ပီယံလေးရွေးပါဦးယောက်ျားလေးတစ်ချင်းဟာတော့အမှတ်များတာပဲစမ်းလိုက်ရွေးနေပါတယ်ခင်ဗျာယောက်ျားလေးတစ်ချင်းအမှတ်20မင်းအတွက်ဆိုရင်နောက်တစ်ပုတ်ကချစ်သေးရလားတဲ့ကဲနမူနာနားထောင်နေတာချိန်တွေကြာလာလေတွေ့တာတွေပူလာလေရင်မတူအပေါ်တူမလေးအနီနာကမင်းလေးမြေအောင်ဖွင့်ပြောဘူးလေဒီစခပရာစီခံစားမှုတွေကျန်နာသူရဲ့တလုံးတွဲစကားလေးခေါ်လာမေးချင်လို့ပါရင်ခုန်စေအောင်အိမ်မလေးနှလုံးသားထဲမှာရှိရလားကဲယောက်ျားလေးသချင်းဇော်ပိုင်လုံးမလား LS လုံးမလားချစ်သေးရဲ့လားဟုတ်ပြီဟမ်ဘာပြောလဲချစ်သေးရဲ့လားမကြားလို့โอเคချင်းစားသား6လုံးဖတ်ထားပါတယ်အားပေးပါဦးကြီးကိုသိတုံးလို့ကျင်နာခြင်းများနေစဉ်တော့မေတော့ရုပ်လို့သွားမလားဆိုရင်ငယ်ဒီမေကုံလေးမထပ်ပြေးလိုက်ပါချစ်သေးရလား Wow 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 yeah ကျင်နာသူရဲ့ချစ်သေးလား Wow 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 yeah ရင်တုံးနေတယ်မသိဘူးလားနှလုံးသားလေးကအကျမ်းမခံဘူးကွယ်အကျမ်းမခံဘူးကွယ်မလားကွာမလားကွယ်ပြင်လို့ရတယ်နော်မပြင်တော့ပါအတီးပြပါသလားအတီးပြပါတယ်အတီးပြပါတယ်ဗျာ
မှန်ကန်ပါတယ်ကဲတောင်းကြည့်သွားပြီအဲ့တော့ကျန်တဲ့10မှတ်တော့ရအောင်ကြည့်ပါစန်ဒီနော်မြူးကြောသချင်းနဲ့ပါဒီလေယူပြီးတော့နမ်းမာလာတယ်နှစ်ပုတ်ပါနော်ကဲနမူနာနားထောင်အောင်แต่ก็ตอกขาดมลงจงแน่ดูกูตัวเลยอยากกองตาปีลูจะมีตัวรอบามาด้วยบุบชีดารอกองไปมาเบยูမြူးကြောသချင်းဘာရွေးမလဲနမ်းမာလားနမ်းမာလားရွေးပါလေမလီငါရောက်ပြီးနမ်းမာဘောလို့ဖြေတော့မလို့ဟုတ်ပြီကဲဟုတ်ပြီလေးလုံးဖွက်ထားပါတယ်ခင်ဗျာနောက်ဆုံးကြဘာဖြစ်သွားတယ်လို့ယုံစားကြီးဖြစ်သွားတော့လေကိုရင်ခတ်သွားတယ်ဟုတ်ပြီ royalty တောက်မယ်ပါလီနံပါကိုရေဟုတ်လားမသိမဟုတ်ထင်နဲ့တပြေးလေးပါလီနံပါကိုဘယ်နှလုံး3လေးလုံးလားအေးကိုဘာလောက်ခိုင်းအောင်ကိုတစ်လုံးလုံနေတယ်ကိုဒီလီပါလီနံပါကိုဒီလီပါလီလေးလုံးကိုရေဖြူဟမ်ဘလူတန်းလိုက်ဘလူကြီးလည်းမသိဘူးကိုရေတန်းလိုက်ကွာလောက်ချင်သားလောက်ပါကိုဘာလောက်ခိုင်းရမလဲဟဲ့နောက်ကကိုလေးဟမ်ကိုရာဒီတိုက်လိုက်တယ်ရာဒီတိုက်အေးကိုရေတစ်လုံးလုံးနေတယ်ဖြည်းဖြည်းလေးပါလီနံပါဖြည်းဖြည်းလေးပါလီနံပါကိုအော်မရတော့ဘူးကိုကဲနောက်ကကိုတော့မင်းမယ်လိုဒီလေးလို့ပါဟုတ်မယ်လိုဒီလေးနားထောင်ကြည့်လိုက်ကိုရေပဲကဲကိုရေအိုကိုရေဖြည်းဖြည်းလေးပါလီနံပါဖြည်းဖြည်းလေးပါလီနံပါအိုကိုရေဟုတ်ပါမလားခုမှပဲဟုတ်တယ်ဗျာအိုထဲလိုက်ဗျာဖြည်းဖြည်းလေးပါလီနံပါအိုကိုရေထဲပေးပါအိုရှေ့မှာအိုမယ်ကိုလေးလုံးပြေသွားတစ်လုံးလိုတော့ဘူးမှပဲတွေ့တော့ဗျာအတီးပြပါလားဖြည်းဖြည်းလေးပါလီနံပါဖြည်းဖြည်းလေးပါလီနံပါအိုကိုရေဟုတ်ပါမလားအိုအကိုနောက်တစ်ခါဟုတ်တယ်အိုကိုရေဖြစ်ကိုရေတော့မဟုတ်နိုင်အောင်လေအိုမာလားအွန်မာလားသမီးအိုလိုက်မယ်လေโอเคအဲ့ဒါဟုတ်တယ်ပေါ့ကဲအတီးပြပါသလားအိုကိုရေမဟုတ်ဘူးထင်တယ်ကိုကဘေးတင်ဆရာလားမသိအုံနေပါတော့နဲ့အုံကိုရေပါလီနံပါအိုကိုရေဖြင်းလေးပါလီနံပါဖြင်းလေးပါလီနံပါကိုအိုလိုက်တော့မယ်โอเคအိုကိုရေပဲကိုရေဖြစ်သွားပါပြီခင်ဗျာအတီးပြပါလားမှန်လားမတခုပဲနော်ဟုတ်တယ်အတီးပြပါလား10မှတ်တာပေါ့နော်ပြလိုက်တော့မယ်အတီးပြပါတယ်ဗျာ
မှားပါလေ အမှန်ပါလေလို့အားဆို ကိုတတိ ကိုတတိ အေး ဘလို့ကိုတတိလေ ကိုမကောင်းဟောပါဘူး ကိုတတိ သူပြောမှာပဲဟုတ်ပြီကိုတတိနောက်တစ်ဖတ်ထားနော်နားမယ်ဆိုရင်ကိုတတိဟုတ်ပြီဗာလဲနားမယ်ဆိုရင် ကိုတတိ ဟုတ်ပြီတော်တယ်โอเคစန်တီကတော့တစ်သက်လုံးသူ့ဘဝမှာနားမယ်ဆိုတာနဲ့ကိုတတိဆိုတာကိုမှတ်သွားပါလိမ့်မယ်ခင်ဗျာเนาะကျွန်တော်တို့အစီအစဉ်ကြောင့်โอเคအမှတ်80နဲ့အမှတ်120တိတ်မကွာပါဘူးเนาะကဲအဲ့တော့ head to head ရှင်ပြိုင်မှုပြီးမြောက်ပါတယ်ကျွန်တော်ဒုတိယ level ဖြစ်တဲ့ open karaoke challenge ကိုသွားမှာဖြစ်ပါတယ်စီကံကတော့တချင်း double ထဲပဲ2ယောက်တယောက်တည်းရှင်ပြိုင်ရမယ်တချင်းစာသားတချို့ရှေ့မှာအစမှာတော့เนาะခေါ်ပြထားပြီးတော့ပြီးရင်ပျောက်သွားမယ်ဆက်ဆိုပါစာသားတစ်လုံးတတ်မှတ်ရမယ်ပြီးရင်တချင်းစာသားမှားတာ ਨੇ တီဝိုင်းဘန်ရက်လိုက်မှာဖြစ်ပါတယ်အဲ့တော့တယောက်နဲ့တယောက်ဘယ်နှမှတ်ဘယ်လောက်ထိစိုးနိုင်လဲပေါ့မူတည်ပြီးတော့เนาะချန်ပီယံဖြစ်မှာပါကဲအမှတ်များတဲ့သူကအရင်ရှင်ပြိုင်မှာပါအဲ့တော့ညီမလေးစန်ဒီဟိုဘက်မှာသွားပြီးနားပေးပါဦးเนาะဟုတ်ပြီဗျာကဲပြီးရင်ခေါ်လိုက်မယ်โอเคဘောစုချင်းဝေခုတော့เนาะချန်ပီယံဖြစ်တော့ဘယ်လောက်ရတာလား2သိန်းဟုတ်ပြီထပ်မလို့ခြင်းဘူးလားဒီခေါက်အမှတ်ရအောင်ယူရင်ချန်ပီယံဖြစ်ဖို့အခွင့်အရေးရှိပါတယ်အမှတ်များနေရလေကိုကနော်ကဲမဟာအခွင့်အရေးပါဟုတ်ပြီကဲ ready ပဲဆိုရင် open karaoke challenge တချင်းပြပါအေးညီသွင်းရဲ့စာ okay လား okay ပါ okay ကဲအပေးအောင်
အမှန်ကန်တော့တချင်းကိုသေချာကြက်ခဲ့တာဖြစ်ပါတယ်ဝမ်းသာပါတယ်အဝင်ထွက်လို့ရနည်းနည်းလေးလွဲတာလွဲလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ ugly music band တွေပံ့ပိုးပြီးတော့သေချာပြန်ပြီးတော့ဒါကူညီပေးတာပေါ့နော်ကဲအဲ့တော့စာသားကိုတော့သူကစိတ်စောပြီးတော့ဆိုသွားပါတယ်ဒါပေမဲ့ကဲအဲ့တော့ဘန်ရဲ့ကူညီပံ့ပိုးမှုလေးကြောင့်နော်ချောမွေ့သွားပါတယ်လို့နော်โอเคကဲအဲ့တော့အဆအဆုံးဆိုနိုင်တယ်လို့သတ်မှတ်ပါတယ်စာသားမမားဘူးနော်ကဲစာသားစစ်တာဆိုတော့ကဲဒါဆိုရင်ဘယ်နှမှတ်ရလဲကြည့်အောင်312မှတ်နဲ့ကဲအမှတ်အများကြီးအပြည့်ရပါတယ်ကဲဒါဆိုရင်တော့ညီမလေးစန်တီကတော့သူကတော့အမှတ်နည်းနေဆိုတော့သူအဆအဆုံးဆိုနိုင်ရင်တော့ဒီ312မှတ်ကိုမမီဘူးဒါပေမဲ့သူ့တော့ဖြော်ပြေးအတွက်ရှေ့ထားပြီးတော့တကယ်စိတ်ရထက်တန်စွာဖြင့်ပြိုင်စီခြင်းနဲ့ဒါကြောင့်ဒီလိုမျိုးနိုင်နေဆိုတာကိုမပြောသေးပါဘူးเนาะကဲညီမလေးစန်ဒီပြန်လည်ဖိတ်ခေါ်ပါရစေကဲကျွန်တော်တို့စီစဉ်ရဲ့ဒါမင်းသမီးတစ်ပါးပါပဲသူရဲ့အမူအရာတွေမှာကြာရှုံးဟုတ်ပြီကဲချာပီယံရဲ့အမှတ်က312မှတ်ဟုတ်ပြီเนาะညီမလေးဒီသချင်းကိုရမယ်လို့ထင်ပါတယ်เนาะโอเคပါချင်းလည်းကြည့်အောင်စာညီတေးညီတွေစာโอเคလားအမလေးမျက်မှန်အောင်တက်လိုက်သေးတယ်โอเคကဲအားပေးအောင်ဟုတ်ပြီကဲဟုတ်ပြီဗျာကဲအဲ့တော့ရှေ့မှာတည်းကကျွန်တော်လွဲနေတာလေးကိုထောက်ပြထားပါတယ်ဒီဘက်ကဒိုင်လူကြီးမျိုးများနော်လှဲ့မကြည့်ခဲ့တဲ့ဆိုတော့ဆိုလိုက်တယ်ပေါ့အမှန်တော့လှဲ့မကြည့်ရဲတဲ့ပေါ့နော်အဲ့တော့ဆက်ဆူပေးဆူနေတာကတော့နည်းနည်းဘောလုံးပွဲမှာလို့ VA ပြန်ကြည့်နေတာပါနားထောင်လိုက်တဲ့အချိန်မှာတော့ရှေ့မှာကလေးကမှားနေပါတယ်တဲ့ကဲဒါဆိုရင်တော့ညီမလေးစန်ဒီဘယ်နှမှတ်ရလဲကြည့်မယ်ဟုတ်ပြီဒါဆိုရင်တော့86မှတ်ရရှိပါတယ်ဟိုကကျွန်တော်တို့ရဲ့လက်ရှိချန်ပီယံကတော့312မှတ်နဲ့တချင်းအစအဆုံးဆိုသွားတာဖြစ်တဲ့အတွက်နှစ်ထပ်ကွန်ချန်ပီယံဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ညီမလေးစန်ဒီကဒါခုမှဒီဝိုင်းဘန်နဲ့စပြီးတော့ဆိုဘူးတာဆိုတော့လာပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ဒီပီတိစကားလေးအရင်ခုံစကားလေးအမှတ်တရစကားလေးပြောပြပါရင်ခုံတဲ့စကားပြောရရင်တော့ excited အရန်ဖြစ်ပြီးတော့
တွိုင်းလိုက်တောင်ဝင်ခဲ့ရတာပေါ်ကမမရရပဲ အော်မလေးရဲ့ဟုတ်ပြီတွိုင်းလက်ဝင်ခဲ့ရ စိတ်လှုပ်ညီမကလေစိတ်လှုပ်ရှားလို့ဖြစ်အဲ့လိုနည်းနည်းကထုံကရင်နေဖြစ်တယ်လေနော်ကထုံကရင်အခုကလုံးဝ Twilight ထဲတော့သွားခဲ့တာအရန်စိတ်လှုပ်ရှားပဲ excited ဆိုတော့ပထမဆုံးဆိုတော့နည်းနည်းပေါ့စိတ်လှုပ်ရှားတာပေါ့ဟုတ်ပြီဗျာ okay ဟုတ်ပြီကဲဒါဆိုရင်တော့ကထုံကရင်ဖြစ်တယ်စိတ်လှုပ်ရှားတော့ royalty ရှိပါတယ်လို့မဲကြာကြော်ညာလေဝင်သေးတယ်နော်ဟုတ်ပြီကဲဒါဆိုရင်တော့အခုလိုမျိုးအားပေးနေတဲ့ပြည်သက်တွေကလာရောက်ရှင်ပြိုင်တာဝမ်းသာပါတယ်တယောက်တစ်မျိုးစီပေါ့နော်တယောက်တစ်မျိုးစီဆွဲဆောင်မှုလည်းရှိကြတယ်အမှတ်တရတွေလည်းအများကြီးပါပဲเนาะโอเคကဲအဲ့တော့အဲ့လိုမျိုးကျွန်တော်ကတော့ဒီနေရာမှာသူ့ကိုနာမည်ပေးလိုက်တာတော့ကိုကိုတတိဟုတ်ပြီဗျာတစ်သလုံးနမ်းမာလားဆိုရင်ကိုကိုတတိဟုတ်ပြီသူ့ရဲ့တငယ်ချင်းတွေတယောက်ကလုံးသူ့ကိုအဲ့လိုခေါ်ကြပါနမ်းမာလားကိုကိုတတိโอเคကဲဒါဆိုရင်တော့အခုကျွန်တော်ရဲ့အစီအစဉ်လေးကိုလာရောက်ရှင်ပြန်နေကျေးဇူးတင်ပါတယ်အစားရအဆင်ပြေပါစေเนาะဆိုဟုတ်ပြီဘိုင်ဘိုင်ဘိုင်ကဲရပါမလေးနှစ်တက်ကွမ်ချန်ပီယံဖြစ်ပြီဟုတ်ပြီတချင်းနေ rap လို့ဆိုနေတယ်ဒီတစ်ခါကီးဝင်အောင်ဆိုပါဟုတ်ပြီနော်ကဲပါရှေ့မှာမနက်သိန်းရတာတယ်2သိန်းဟုတ်ပြီဗျာ the final သွားပါမယ်ကိုယ့်ရဲ့ရမယ်စုချင်းငွေအတွက်ရှင်ပြိုင်မှာဖြစ်ပါတယ်1000ရှိတယ်2000ရှိတယ်3000ရှိတယ်3သိန်းရှိတယ်ပြီးတော့2သိန်းရှိတယ်အဆင့်ပါတပုတ်ထဲမှာပဲဘယ်လောက်ဆိုနိုင်လဲပုံမူတည်ပြီးတော့ challenge ဖြစ်ပါတယ် okay တချင်းနှစ်ပုတ်တွေကတပုတ်ရွေးပါဘာတွေလဲကြည့်အောင်ကျေနပ်စွာချစ်တတ်သူရဲ့ကြည်ဖြူပါရဲ့เนาะနမူနာလေးနားထောင်ပေးပါဦးပိုင်ဆိုင်ဖို့မရှိရခဲ့မြင်နေကြုံလေးနဲ့ရှင်မကျေနပ်တဲ့နှမ်းဆိုင်ခွင့်ရမှာအချစ်ဆိုရင်တော့ဒါကိုကိုညင်းမိမယ်အဆုံးထိပေးစရဲ့ကြည်ဖြူပါမေရဲ့ဒီညလေးကိုလေးအိမ်မပြောနိုင်အတွေးများကမရေရကိုရဲ့ထီးချံကပါသူလာနိုင်ပါစေဆူတောင်းနေမယ်ကဲပါရွေးလေကျေနပ်စွာချစ်တတ်သူဟုတ်ပြီကျေနပ်စွာချစ်တတ်သူ1000နဲ့စိတ်ကောင်းမှုစပါမယ်ခင်ဗျတချင်းစာသား3လုံးဖွက်ထားပါတယ်ကဲအားပေးအောင်ညီမလေးတချင်းဆိုရင်ဘာလို့ဆုံးအဲ့ပျောက်ပျောက်ဝိုင်းလေရော့သွားလဲလို့ဆုံးလို့ချစ်သွားမဲလားဒဲလားကဲချစ်သွားမဲကဲအတီးပြပါသလားအတီးပြပါတယ်တီးပြပါတယ်တဲ့ရောမှန်ကပါတယ်ကဲသူချင်းငွေ1000စရောက်ပါပြီရက်လိုက်လို့ရတယ်ဆက်သွားမလားဆက်သွားပါမယ်ဟုတ်ပြီ2000နဲ့စိန်ခေါ်မှုစာသား5လုံးဖွက်ထားပါတယ်နော်ကဲဆက်စို့အောင်သူချမ်းတာယာနိုင်မဆိုရင်ကြည်လို့မိမယ်သူချမ်းအစင်ပြေနေတာတွေကိုငေးမကြည့်ရဲ့နေခင်ပြေထွက်မမြင်အောင်ရှောင်ပေးပါမယ်တ
ပြန်ဆိုကြည့်ပါဦးရင်မလိုက်သည်ကိုချန်နေရမှာပါချစ်သူရဲ့ကိုချန်နေရမှာပါကြံနေရမှာလားခြံနေရမှာလားခြံနေရမှာခြံနော်ဟုတ်ပြီကိုခြံနေရမှာဟုတ်မှာโอเคအတီးပြပါလားအတီးပြပါတယ်အတီးပြပါတယ်လေဗျာမှတ်ခဲ့ပါတယ်ကဲ2000မှာရက်မလားဆက်သွားမလားဆက်သွားပါမယ်ဟုတ်ပြီစာသား9လုံးဖွက်ထားပါတယ်3000စိန်ခုံမှုဆိုင်မမီရခဲ့မြင်နေရုံလေးနဲ့ရင်မကျင်းတဲ့နားဆိုင်ခွေရမှာချစ်ဆိုရင်တော့ဒါကိုကိုညံ့မိမယ်အဆောင်ဒီပိတ်ဆက်ရင်ဆုံးလို့ချစ်သွားမယ်မမြင်အောင်ရှောင်ပေးပါမယ်ရှောင်ပေးပါမယ်9လုံးပြည့်လားစိတ်တိုင်းကြလားစစ်ပါစိတ်တိုင်းကြလားရှောင်ပြေးမှာလားရှောင်ပေးတာမှာရှောင်ပေးရပေးမယ်နော်ပြေးအောင်ရှောင်ပြေးရမှာပေါ့နော်ဟုတ်ပြီကဲအတီးပြပါသလားအတီးပြပါတယ်အတီးပြပါတယ်ဗျာမှန်ကန်ပါတယ်ကဲစုချင်းငွေ3000ရပါတယ်တသိန်းတန်ကိုဆက်ပြိုင်မလားဒီမှာရက်မလားဆက်သွားပါမယ်ဟုတ်ပြီစာသား17လုံးဖွက်ထားပါတယ်ကဲဆက်ဆိုပါပိုင်ဆိုင်မမီရခဲ့မြင်နေရုံလေးနဲ့ရင်မကျင်းတဲ့တန်းဆိုင်ခွေရမှာချစ်ဆိုရင်တော့ဒါကိုကိုညံ့မိမယ်အဆောင်ဒီပိတ်ဆက်ရင်ဆုံးလို့ချစ်သွားမယ်ကဲဟုတ်ပြီအဲ့တော့ဘာဆိုလိုက်လဲအဆုံးထိပေးဆက်ရင်ဆုံးလို့ချစ်သွားမယ်အဆုံးထိပေးဆက်ရင်ဆုံးလို့ချစ်သွားမယ်ချစ်သွားမယ်17လုံးဟုတ်ပြီကဲစစ်ပါဒီပြပါအတီးပြပါလားအတီးပြပါတယ်အတီးပြပါတယ်လေဗျာမှားပါတယ်စွန့်လို့ချစ်နေမယ်စွန့်လို့ချစ်မသွားပါဘူးတဲ့ကဲပြောက်သွားနှလုံးလေးမှားတာနဲ့တချင်းစာသားမမေ့ကြီးအစီအစဉ်ကတော့စုချင်းငွေအကုန်ပြန်သိမ်းပါပြီခင်ဗျာဒါကြောင့်ခုနရတဲ့စုချင်းငွေတွေမရပါဘူးကဲရှေ့မှာတစ်ခေါက်ချန်ပီယံဖြစ်ခဲ့တဲ့စုချင်းငွေ2သိန်းတော့ပိုင်ဆိုင်စေဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့နှစ်ထပ်ကွမ်းချန်ပီယံကိုနောက်တစ်ခေါက်ဘယ်သူရှင်ပြိုင်အောင်မလဲဆိုတော့အားပေးရင်းနဲ့ရင်ခုန်စရာကြီးပါ Don't forget the lyrics မှာ Facebook page ကနေကျွန်တော်တို့ရဲ့ပရိသတ်တွေလာရောက်ရှင်ပြိုင်နေရဖြစ်ပါတယ်ဇက်တိုက်ပဲပရိသတ်တွေခင်ဗျာကဲတယောက်တစ်မျိုးစီတကယ်ကိုထူးခြားတဲ့ရတ္တတွေကျွန်တော်တို့မြင်ရပါတယ်เนาะအဲ့တော့လွတ်လပ်တဲ့ရိုးရှင်းတဲ့ကျွန်တော်ပရိသတ်တွေရဲ့ဒီလိုမျိုးဒါစာသားတွေကိုတေးသေးချာချာကြက်ပြီးတော့ပရိသတ်ကိုဖျော်ပြမှုလဲရှေ့တန်းတင်တာဖြစ်ပါတယ်ခင်ဗျเนาะကဲကျေးဇူးတင်ပါတယ်လာရောက်ရှင်ပြိုင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်အားလုံးပဲအခုလိုအချိန်ပေးတဲ့အတွက်ကြည့်ရှုပေးတဲ့ပရိသတ်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျကိုစိတ်နှဖျားကျမ်းမှာချမ်းသာတော်မူကြပါစေခင်ဗျာဘိုင်ဘိုင်